ညနေခင်းဆန်းဆက်ကိုရန်ကုန်မြစ်နဲ့တွဲပြီးကြည့်လို့ရတဲ့ rooftop bar လေရန်ကုန်မှာလက်ချိုးကြည့်လို့ရတယ်ဗျအဲ့ထဲမှာလမ်းဘက်တော်တင်လန်းရန်ကုန်ဟိုတယ်အပေါ်15ထပ်မှာရှိတဲ့ The Pier Rooftop Bar ကိုတော့မသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ကြည့်လိုက်ပါရန်ကုန်မြစ် view ကိုကြည့်ရတော်တော်လေးကိုမိုက်ပါဗျကျွန်တော်ကတော့အာလူးချောင်းကျော်ရဲ့လက်ဖက်အစုံရဲ့ Sichuan Chili Chicken ရဲ့ကျွန်တော်စားခဲ့ပါတယ်အရသာလေးတွေကတော့စားရတာတော့အဆင်ပြေတယ်ပေါ့နော်drink အနေနဲ့ကတော့ကျွန်တော် honey can ရဲ့ cocktail ရဲ့တောက်ခဲ့ပါတယ်ဒါသူမီနူးလေးပါမနော်ဈေးတွေကလေပုံမှန်ထက်တော့နည်းနည်းလေးတော့များနေတယ်လို့တော့ခံစားရပါမယ်မြင့်ရဲ့စမ်းဆက်ရဲ့တူတူတွဲပြီးကြည့်ရတဲ့ feeling လေးကတော့တန်တယ်လို့တော့ပြောလို့ရတယ်ဗောနော်တငယ်ချင်းတွေနဲ့လာတာမျိုးတဲ့ကိုယ့်ရဲ့ချစ်ရသူတွေပေါ့နော်အေးအေးဆေးဆေးဒိတ်ချင်တဲ့လူတွေအတွက်တော့ပို့ပြီးတော့တင့်တော်ပါရဲ့ဗျမလားသေးရင်တော့တစ်ခါလောက်တော့လာထိုင်ကြည့်ပါဗောနော်ချစ်သူမရှိတဲ့လူတွေကတော့တယောက်တည်းလာခဲ့ဗောနော်တခုရှိတာကြိုပြီးတော့ booking လုပ်ပြမဟုတ်ရင်ဝိုင်းပြည့်တတ်ပါတယ်